မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့နေ့စဉ်အချိန်တွေကိုဘယ်လိုထိရောက်အောင်စီမံခန့်ခွဲမလဲဆိုတဲ့နည်းလမ်းကောင်းတွေကိုပြောပြပေးသွားမှာပါအချိန်ဆိုတာပြန်မေးရနိုင်တဲ့အဖို့တန်ဆုံးအရာတစ်ခုပါဒါကြောင့်အချိန်ကိုအကျိုးရှိရှိသုံးသပ်ဖို့ကအောင်မြင်မှုအတွက်အရေးကြီးပါတယ်လူတိုင်းမှာတစ်နေ့ကို24နာရီတန်းတူရထားကြပြီးမြဲတချို့ကဘာကြောင့်ပိုးပြီးအလုပ်တွင်နေကြတာလဲလျှို့ဝှက်ချက်ကတော့စနစ်တကျစီမံခန့်ခွဲမှုပါပဲပထမဆုံးနည်းလမ်းကတော့ time blocking လို့ခေါ်တဲ့အချိန်အပိုင်းအခြားအလိုက်အလုပ်သတ်မှတ်ခြင်းနည်းလမ်းပါဒီနည်းလမ်းကတင်းရက်တစ်နေ့တာကိုအပိုင်းအစဲတွေခွဲလိုက်ပြီးအလုပ်တစ်ခုချင်းစီဝတ်ဒီသက်အချိန်သတ်မှတ်ပေးတာဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်အာယုံပြတ်လွင့်မှုကိုရှော့ချနိုင်ပြီးအလုပ်တစ်ခုကိုအာယုံစိုက်ပြီးအပြီးသက်နိုင်မှာပါဒုတိယနည်းလမ်းကတော့အလုပ်တီကိုအရေးကြီးပုံအလိုက်ခွဲခြားတတ်ဖို့ပါဒါကို Eisenhower Matrix လို့ခေါ်ပါတယ်အလုပ်တွေကိုအရေးကြီးအရေးမကြီးနဲ့အရေးပေါ်အရေးမပေါ်ဆိုပြီး၄ပိုင်းခွဲခြားရမှာပါအရေးပေါ်ပြီးအရေးကြီးတဲ့အလုပ်တွေကိုအရင်ဆုံးအပြတ်ရှုံးပါဒါတွေကတင်းရဦးစားပေးနံပါတ်1တွေဖြစ်ပါတယ်ဒုတိယဦးစားပေးကတော့အရေးကြီးပေမဲ့အရေးမပေါ်တဲ့အလုပ်တွေပါဒါတွေကရေရှည်တိုးတက်မှုအတွက်အဓိကကြပါတယ်အရေးမကြီးတဲ့အလုပ်တွေကိုတော့တခြားသူကိုလွှဲပေးတာဒါမှမဟုတ် short ချပေးတာမျိုးလုပ်သင့်ပါတယ်နောက်ထပ်ရိုးရှင်းပြီးထိရောက်တဲ့နည်းလမ်းတစ်ခုကတော့2မိနစ်စီမင်2မိနစ်ရိုပါအလုပ်တစ်ခုက2မိနစ်အတွင်းပြီးနိုင်တယ်ဆိုရင်အဲ့ဒီအလုပ်ကိုနောက်မရွှေ့ပဲချက်ချင်းလုပ်လိုက်ပါဒါကတင်းငယ်တဲ့အလုပ်တွေစုပုံလာပြီးစိတ်ဖြစ်စီမှုဖြစ်တာကိုတားဆီးပေးပါတယ်အလုပ်တွေချီပဲလုပ်မိလို့မရပါဘူးအနားယူချိန်ကိုလည်းအချိန်စရာထဲမှာထည့်ဆွဲဖို့မမေးပါနဲ့25မိနစ်အလုပ်လုပ်ပြီး9မိနစ်အနားယူတဲ့ပေါ်မိုဒိုရိုနီလန်ကိုလည်းစမ်းသုံးကြည့်သင့်ပါတယ်အဓိကအချက်ကတော့နေ့တိုင်းမှန်မှန်လေးလုပ်သွားဖို့ပါပဲအလေးအချင်းဖြတ်သွားရင်ပို့ပြီးလွယ်ကူလာမှာပါတင်းကတော့အထောက်အကူဖိမဲ့နည်းပညာနဲ့ application တွေကိုလည်းအကျိုးရှိရှိအသုံးချပါနေ့စဉ်ညဘက်မှာကိုယ့်ရတဲ့နေတာဘာတွေပြီးမြောက်ခဲ့လဲဆိုတာပြန်လဲသုံးသပ်တဲ့အလေးကျင့်လေးလုပ်ပါနောက်တစ်နေ့အတွက်အရေးကြီးဆုံးအလုပ်3ခုကိုလည်းကြိုတင်သတ်မှတ်ထားပါမလုပ်ချင်ဘူးဆိုတဲ့စိတ်ကိုကြော်လွှားပြီးချက်ချင်းစာတင်လိုက်တာကအချိန်စီမံခန့်ခွဲမှုရဲ့အောင်မြင်မှုတုတ်ချက်ပါပဲတင်ဟာတင်းရဲ့အချိန်ကိုထိန်းချုပ်နိုင်လာတဲ့အခါတင်ဘဝရဲ့အောင်မြင်မှုတွေကိုလည်းပိုပြီးမြန်မြန်ဆန်ဆန်ရရှိလာမှာပါဒီနည်းလမ်းလေးတွေကိုလိုက်နာပြီးတင်းရဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးချနိုင်ပါစေလို့ဆန္ဒပြုပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗဟုသုတအသစ်တွေအတွက်ကျွန်တော်တို့နဲ့အတူရှိနေပေးပါ